မြေအခြေကကြတော့မျက်နှာစာ90နောက်ကိုပေ120ကျယ်ဝန်းရှိတယ်ဒေါင်းတောင်းဧရိယာထဲမှာဖြစ်ပြီးတော့မှဂရန်မြေအမြေပေါက်အကူရန်နေပြီးတော့မှရောင်းချပေးမယ်မြေတကွက်နဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကတော့ကိုယ်လင်းဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးကကြတော့ဒါကျွန်တော်ပြုံးလင်းမြို့မှာဖြစ်တဲ့ရက်ကွက်ကြီး9တဲ့ရပါတော့ပြည်တော်သာတစ်လမ်းမှာတည်ရှိနေတာဖြစ်တယ်ပြည်တော်သာတစ်လမ်းမှာကျွန်တော်မြို့ဘက်လမ်းပါနော်စံလာမီဖတ်ထုတ်ဆိုင်တို့ဘာတို့ကနေဝင်လာလိုက်လို့ရှိရင်ရောက်ရှိမဲ့နေရာလေးတခုအဲ့လမ်းတိုင်းပဲကျွန်တော်တို့ဒါဒိုးဘော်ဒီဘက်ကိုဆက်ပြီးတော့သွားလိုက်မယ်ဆိုလို့ရှိရင်ပြည်သူ့စေယုံကြီးတို့ဘာတို့ကိုသွားလို့ရတဲ့လမ်းပေါ့နော်အဲ့တော့ဈေးနီးတယ်ကျောင်းနီးတယ်ဗန်နီးတယ်အစစရရနေရာလေးတွေနဲ့သွားလို့လာလို့အရန်ကိုအဆင်ပြေတဲ့နေရာလေးတစ်ခုမှာတည်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာမြေအခြေဝင်းလေးကကြတော့ကိုပိုင်ဆိုင်လေးတိဆောက်ဖို့အတွက်ကိုအကောင်းဆုံးကျယ်ဝင်းတစ်ခုဖြစ်တဲ့မျက်နှာစာ90နောက်ကိုပေ120အကျယ်ဝင်းရှိပြီးတော့မှဂရန်မြေမျိုးစားတစ်ခုဖြစ်တယ်ပေါ့နော်သူကဈေးနှုန်းလေးကကြတော့လေဒါကျွန်တော်တို့မြို့ထဲမှာခေါ်ထားတဲ့ဈေးနှုန်းအရဆိုတော်တော်လေးကိုတင်းရှိရပါတော့သူကမျက်နှာစာ90နောက်ကိုပေ120အကျယ်ဝင်းတစ်ခုလုံးခေါ်ထားတဲ့ဈေးနှုန်းကကျတော့18000နဲ့မှ900ဖြစ်ပါတယ်ခင်ဗျာအဲ့ဈေးနှုန်း18000ကိုဘိုင်းရှင်နဲ့ထိတ်တိုက်ဆွေးနွေးညှိနှိုင်းပြီးတော့မှဝယ်နိုင်နေဆိုတဲ့အကြောင်းကိုသတင်းကောင်းပါပြစေဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးဆုံးဖြတ်ကြည့်ရှုပေးကြကျွန်တော်မိတ်ဆွေရောက်ချင်းစီတိုင်းကိုလည်းလိုက်လဲနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာသာသောနေ့ရက်လေးတွေအများနဲ့ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရတဲ့နောက်ထပ်ဗီဒီယိုတော့မှပြန်လည်တွေ့ဆုံကြအောင်ခင်ဗျာ